လောဆယ်အိမ်ပြောင်းလာလွယ်လားဆိုတော့မလွယ်ပါဘူးကျွန်တော်ပတ်စံတော်တော်ကုန်နေပေါ့နော်ရှင်နဲ့ဟို simulator ဆင်တဲ့အပိုင်းကိုမရောက်သေးဘူးလောလောဆယ်မှာအဲ့အပိုင်းတွေမရောက်သေးဘဲနဲ့တော်တော်ကုန်နေပြီပေါ့နော်ဒါပေမဲ့ပြောပါတယ်တယောက်တည်းနေရတော့ဗျာကိုလှုပ်ချင်တာလုပ်လို့ရတယ်အဲ့ကဘယ်သူမှကြည့်စရာမလိုဘူးပြီးတော့ကျွန်တော်လုံးမဲ့ဟာတွေပေါ့နော်အဲ့ဒီ simulator ဆင်ရလို့ပါလို့ဆိုတာလေသူကနေရာကြည်ကြည်ဝန်းဝန်းလိုတယ်အားကြောင့်မို့ပါ I don't want another lover of a pixelated dream, a barren, burning wasteland where nobody can be seen. I only wanna have you as a river does a creek, drinking up the other and bending underneath. I don't wanna see another through a muddy window pane, hearing only fables and giving people names. I only wanna have you in a common kind of way. ဒါတော့ကျွန်တော်ပထမရှေ့အပိုင်းကနေပြောထားတယ်ကျွန်တော်အိမ်ပြောင်းမယ်ဆိုတော့ဘိုင်ပါတော့ကျွန်တော်အခုလောလောဆယ်တော့အိမ်ပြောင်းပြီးပါပြီဒါပေမဲ့အိမ်ကပြောင်းလာတာဆိုတော့နည်းနည်းပစ္စည်းလေးတွေနဲ့ရှုံနေရပေါ့နော်ဒါကျွန်တော်မှာထားတဲ့ပစ္စည်းတွေဒါကျွန်တော်အရင်အိမ်ဟောင်းကပါလာတဲ့ဟိုဟာအေးခင်ပေါ့နော်မလဲဆိုတော့အခုဒီမှာအကုန်လုံးကရှုံနေတယ်ပေါ့နော်ပစ္စည်းတွေအကုန်ရှုံနေဒီမှာဆိုလဲတမင်ပေါင်းဒီမှာ microwave ရှိမယ်အကုန်ရှုံနေမယ်ဒါပေမဲ့ဒီရှုံနေတာကိုအရင်မရှင်းမဲနေကျွန်တော်အခုဒီအပိုင်းဖြစ်တဲ့ရှင်းနေတာတွေကျွန်တော်အရင်ရှုံမှရမယ်အဲ့တော့ဒီရှုံနေတာတွေကိုမရှင်းသေးဘူးဒီရှင်းနေတာတွေကိုကျွန်တော်တို့ရှုံမှရမယ်โอเคအဲ့တော့ကျွန်တော်တို့ဒီနေရာကိုကျွန်တော်တို့အိပ်ရာထားမဲ့ဒီ sleeping zone ဒီနေရာကိုကျွန်တော်တို့အရင်ရှင်းမယ်။လောလောဆယ်ဒီကောင်ကကျွန်တော်ကွန်ပျူတာထားဖို့စပွဲဖြစ်ပါတယ်နော်။အဲ့တော့ကျွန်တော်ဒီစပွဲကိုအရင်ရွှေ့မယ်။လောကကြွားအရင်ရွှေ့မယ်။ပြီးရင်ဒီနေရာကိုကျွန်တော်တို့တန်ရှင်းလုပ်မယ်။ဒီမှာစီးလဲမယ်ကြမ်းတိုက်မယ်။ပြီးလို့ရှိရင်ဟိုခုံလေးတွေကိုဒီဘက်နေနဲ့ရွှေ့မယ်။ပြီးလို့ရှိရင်ဒီကောင်ကိုဒီဘက်ကိုထားမယ်ခင်းမယ်မှုရခင်းမယ်။လို့ရှိရင်မွေးရအစွတ်ပါညာခေါင်းတွေပါထားမယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်နောက်တစ်ပိုင်းကိုကြာတော့ကျွန်တော်ဒီကောင်းကိုစင်မှာဖြစ်ပါတယ်မောရတာအဲ့တော့တို့အိမ်တန်ရှင်းနေတို့မပြီးသေးဘူးနော်နည်းနည်းလေးကအမောဖြစ်မယ်တို့ကော်ဖီတောက်မယ်အဓိကဒီနေ့ကလိုလဲဆိုတော့ကျွန်တော်ဒီအလုပ်ပိတ်ရပါတော့ကျွန်တော်ဒီအလုပ်နားတယ်ဒါပေမဲ့စပင်ညက်တယ်မနက်မိုးလင်းလေးကစပင်ညက်တယ်ထမင်းစားတယ်ပြီးတော့ရင်မိုးချိုးတယ်အခုနေကင်းပဲချင်းထူရရမသိဘူးဒါပါနေကင်း2 နာရီလောက်ရှိပြီထင်တယ်အဲ့ချိန်ကျတော့မှကျွန်တော်အခုဒါလုပ်တယ်ပေါ့နော်လုပ်ပြီးတော့ဖြစ်ချင်တော့ဒီမိုးတွေရွာတော့အမှကျွန်တော်ရဲ့ 5 AR ဆိုရင်တော့ကျွန်တော်ရုပ်ရှင်ကြည့်မယ် coffee တောက်မယ် AC ချိမယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကကျွန်တော်ဒါတွေမလုပ်ဘူးဆိုရင်လည်းနောက်တစ်ပတ်ကိုကူးရမယ်ပေါ့နော်အလုပ်ကလည်းပိတ်ရကရှားတယ်ဆိုတော့ကျွန်တော်ဒီပိတ်တုံးလေးလုပ်ရတာပေါ့ဗျာနော်အဲ့တော့ဟောကြပါအောင် coffee cheers ဒါဘလို့ခေါ်လဲဆိုတော့ကျွန်တော် unboxing ကိုတပေး unboxing လို့ခေါ်လို့ရတယ်ပေါ့နော်အခုကျွန်တော်ဒီကောင်ကိုဖောက်ဖို့ကကြီးကိုဖောက်မှာဖြစ်ပါတယ်โอเคကျွန်တော်တို့ကကြီးလည်းဖောက်ပြီးသွားပြီဆိုရင်တော့ဒီကောင်ဖောက်ဖြစ်ပါတယ်ဒီကောင်ကကကြီးနဲ့ဖောက်လိုက်ရင်အထက်ကအများထိပါမလားမသိနားရနော်ဒီတောင်းကဖောက်နေစိတ်ချမှထင်โอเคအဲ့တော့ကျွန်တော် site အကြီးမှာထားတယ်ဒါပေမဲ့သေးသွားလားမသိโอเคဗျာရပြီ
မိုက်တော့မိုက်တယ်အနှွေးညာခိုင်းလို့ကောင်းတယ်အေးလေးဒါခင်းလိုက်တဲ့အချိန်ပေါ့နော်ကျွန်တော်နည်းနည်းတော့ဒီတက်ကြီးမယ်ထင်ထားလိုက်ဗျအရန်တော့မကြီးဘူးဒီလောက်ပဲရတယ်ဒီလောက်ပဲရတယ်โอเคဒီချက်လေးနည်းနည်းလေးဒီလောက်ထိဒီလောက်ရယ်ဒီလောက်ရယ်လောက်ဆိုရင်တော့တော်တော်အဆင်ပြေရပြောရမယ်โอเคကိုကတော့မှုရဖောက်မယ်လည်းဖြစ်ပါတယ်ဟိုမှုရကြီးဖောက်မယ်ဒါပေမဲ့ဒီမှုရမဖောက်ခင်မှာကျွန်တော်ဒီအရင်အရကင်းအဟောင်းကိုထပ်တင်မှာဖြစ်ပါတယ်ခုကျွန်တော်ရဲ့အရင်ကြီးတော့ဒီနေ့နေလိုက်မှုရဖြစ်ပါတယ်တော်လေးရတယ်နော်ဒီကောင်ခေါ်လိုက်လို့ရှင်ပြရမယ့်ဟာဒီကောင်ပေါ့မာရအမဲတင်ဟုတ်တယ်အမဲโอเคမှန်ပစ္စည်းကမှဖောက်ကြည့်ရတာပေါ့နော်ကိုမာရအယောင်ဟုတ်မဟုတ်ပေါ့ဒါပေမဲ့မှားခဲ့ပါတယ်ကောင်းပါရဲ့ဒီနေ့တော့ဒီ plastic egg ကိုအဲ့တော့ဒုတိယထပ်ဖောက်မှာတော့ဘာရဲဆိုတော့ကဲထပ်ဖောက်မဲ့ပစ္စည်းတွေကတော့ဒါတွေပဲဖြစ်ပါတယ်ငါဒီဟာကိုအကြလှအောင်ဘလို့မှလုပ်လို့မရအောင်ခဏလေးပြန်ရိုက်မယ်โอเคဒီခါတော့တကယ်အတီဖြစ်ပါလေနောက်ထပ်ဖောက်မဲ့ပစ္စည်းတွေကတော့ဒါတွေပဲဖြစ်ပါတယ်โอเคဒီတိုင်းဖောက်တော့အချိန်ကြီးကြာလို့ကျွန်တော်ရဲ့ပေါ့နော်စီမြူလီတာဆင်းတဲ့ခီးစဉ်ရဲ့ဒါ first step ပထမဆုံးခြေလှမ်းဖြစ်ပါတယ်ဒါပထမဆုံးခြေလှမ်းကတော့ကျွန်တော်တို့အိမ်ပြောင်းလာပါတော့အိမ်ပြောင်းပြီးသွားပြီအခုဆိုရင်ကျွန်တော်တို့အိမ်ပြောင်းပြီးသွားပြီဒီနေ့ဘာလို့ဖြစ်လဲကျွန်တော်ဒီနေ့မှုရဒီဘက်မှာ sleeping zone ထားတယ်ပေါ့နော်ကျွန်တော်ရဲ့ plan ပြရမယ်ကျွန်တော်လောလောဆယ်ကျွန်တော်စီစဉ်ထားတာပေါ့နော်ကျွန်တော်ဒီဘက်မှာအိမ်မယ်ဒီဘက်မှာကွန်ပျူတာထားမယ်ဒါမှမဟုတ်ဒီဘက်မှာထားမယ်ဒါမှမဟုတ်လေဒီဘက်မှာထားမယ်ပေါ့နော်အဲ့တော့ကျွန်တော်လောလောဆယ်ကျွန်တော် AI နဲ့ပုံချမ်းလေးတော့ရေးထားတယ်ပုံချမ်းပုံ AI ကိုတော့နေပုံချမ်းလေးထုတ်ခိုင်းထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပုံနံပါတ် A B C D ဒါမှမဟုတ်လေ5ခုလောက်ဖြစ်ကျွန်တော်ထည့်ပေးထားမယ်အဲ့တော့အဲ့တွေကဒီကကျွန်တော်ဘာသာလို့အဆင်ပြေတဲ့
ပုံလေးဒါမှမဟုတ်လဲကိုကြိုက်တဲ့ပုံလေးတွေရှိရင်အကြံပေးလို့ရပါတယ်အခုကျွန်တော်မြန်မာနိုင်ငံမှာအရင်သုံးခဲ့တဲ့ we setup ဆိုလို့ရှိရင်ကျွန်တော်တို့မလို့ဘူးမလို့ဆိုတာကျွန်တော်စပွဲတစ်လုံးရှိရတယ်ကျွန်တော်ဥပမာပြောရမယ်ကျွန်တော်ဒီစပွဲရှိရဆိုရင်ဒီစပွဲမှာကျွန်တော် we ကိုညှက်ကလေးနဲ့ညှက်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နေရာလည်းမလို့ဘူးအချိန်လည်းမလို့ဘူးကျွန်တော်တို့ခုံရှိမယ်ဗျာအခုစပွဲရှိမယ်ဘာသာထိုင်ဖို့ခုံရှိမယ်ဟိုခုံရှိမယ်အဲ့ဝေးကိုညှက်ပြီးတော့သုံးလို့ရဒါပုံမှန် user တွေအတွက်ပြီးတော့ကျွန်တော်လည်းအရင်ကအဲ့လိုသုံးခဲ့တယ်ပေါ့နော်အခုကျွန်တော်သုံးမဲ့ setup ကကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့အခုသုံးမဲ့ setup ကကြတော့ဒါကွန်ပျူတာတက်ဟိုဘက်မှာကျွန်တော်တို့လုံးဝ simulator ကိုတကယ် share ဆင်မှာဖြစ်ပါတယ်လုံးဝ red aluminum နဲ့ဆင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ monitor 3လုံးသုံးမယ်ပြီးလို့ရှိရင် graphic card နည်းနည်းကောင်းတာလေးဆင်မယ်ပေါ့နော်ဆိုတော့ graphic card လည်းနည်းနည်းပိုကောင်းဖို့လိုတယ်နည်းနည်းမောနေဗျာကျွန်တော်နည်းနည်းတင်းကြီးခံမယ်ဒီနေ့အတန်းကတော့ဘာလို့ဆိုတော့ကျွန်တော်ဒီ monitor 3လုံးကို3လုံးဆိုတဲ့အတွက်ကြောင့်ကျွန်တော် graphic card ကလည်း30 series မှာဆိုရင်30 80 30 90အဲ့လောက်လိုတယ်ကျွန်တော်40 series မှာဆိုလည်း40 80 40 80 40 90ကတော့အကောင်းဆုံးပါဗျာဒါပတ်စံရှိရင်ပေါ့နော်ကျွန်တော်တို့အဲ့လောက်ထိအများကြီးတော့သုံးဖို့တော့မရည်ရထားဘူးအဲ့တော့ဘာဖြစ်နောက်လာမယ့်အပိုင်းညာတွေ့ကြမယ်နောက်လာမယ့်အပိုင်းကတော့ကျွန်တော်ပြောသလိုပဲကျွန်တော်ဒီအပုံလေးရှင်းအောင်ဖြစ်ပါတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်အဆုံးလေးကြည့်ပေးရတဲ့အတွက်နောက်လာမယ့်အပိုင်းကြီးကျွန်တော် YouTube မှာတင်ထားပါတယ်အဲ့တော့ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါပြီးတော့နောက်လာမယ့်ကျွန်တော်တို့ episode တွေကိုလည်းကျွန်တော်တို့တီးအောင်ခေါင်းလောင်းလေးတီးခဲ့ပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်